yin shima amyayade ayini surane patapiro siwaye lundi yade bogurai ma ayini sura luade ngweje uza ayini achain ayini khana ko ayini di udo ayini bong myaswa ko ayini bi siwaye de lo saung nai ma ta le amya sura ya nai de Eri lo ma yini muမရှိဘူးဆိုရင်အမြတ်ဆိုတာလေးရနိုင်မှာမဟုတ်ဘူးတဲ့ထိုနည်းဒုစာဝေဒီနေရာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပစ္စည်းဥစ္စာအယင်းဤရဲ့ခန္ဓာကိုယ်အယင်းဤရဲ့အတ္တအယင်းဤရဲ့ဆိုပြီးတော့ပုဂ္ဂိုလ်တိုင်းမှာအယင်းဤ၃မျိုးဆိုတာရှိတယ်တဲ့အဲ့ဒီယင်းဤ၃မျိုးကိုအကြောင်းပြုပြီးတော့အမြဲများရအောင်ရှာဖွေကြရမယ်စုဆောင်းကြရမယ်မိမိတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေဆိုတာယန္တုမျိုး၅ပါးကအမြဲမပြတ်နှိမ့်ဆက်တတ်သည့်အတွက်ကြောင့်မမြဲဘူးတဲ့မမြဲတဲ့ပစ္စည်းဥစ္စာတွေကိုအကြောင်းပြုပြီးတော့အမြဲရအောင်ဘလို့ရှာမလဲဆိုရင်ဘေဇနဝေရဏသာဒရဏဘဝေနနိဒရတဣမတဒနတဒါနနမတရောယန္တုမျိုး၅ပါးနဲ့အမြဲမပြတ်ဆက်ဆံနေတဲ့အဲ့ဒီပစ္စည်းဥစ္စာတွေကိုအမြဲရအောင်ရှာဖို့ဆိုရင်တော့ဒါနကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့မှရှာပါတယ်ဘုရောဂနာသာဒရဏဘဝေနနိဒရတဣမတကာယတဣလနာမတရောကိုယ်စေကြောင့်ဝါသောအနာယောဂတွေနဲ့အမြဲမပြတ်နှိမ့်ဆက်ဖြစ်စီတတ်တဲ့ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့အမြဲရဖို့အတွက်ဆိုရင်တော့သီလတည်ဟုသောကုသိုလ်ကောင်းမှုကိုပြုလုပ်ကြမှသာလျှင်တဲ့ဒီခန္ဓာကိုယ်ကြီးကိုယဉ်နေပြုပြီးတော့မှအမြဲရနိုင်တယ်မိမိတို့ရဲ့ယုတ်ဇဝိဒနာဇဝိဒလို့ခေါ်တဲ့အသက်ဝိညာဉ်လေးကိုအကြောင်းပြုပြီးတော့ယဉ်နေပြုပြီးတော့သမထဝိပဿနာဘာဝနာတိဟုသောအမြတ်ကိုရှာနိုင်တဲ့အဲ့တော့အဲ့ဒီပစ္စည်းဥစ္စာရဲ့ခန္ဓာကိုယ်ရဲ့အသက်ရဲ့တိဟုသောယဉ်ဤတွေကိုပြုပြီးတော့ဒါနာတိဟုသောကုသိုလ်ကောင်းမှုသီလတိဟုသောကုသိုလ်ကောင်းမှုဘာဝနာတိဟုသောကုသိုလ်ကောင်းမှုတွေအမြဲမပြည့်ကြိုးစားနိုင်မှသာလျှင်နဲ့အရင်ရှိမှအမြဲရနိုင်တယ်ဒီဘဝတည်းတဆင်းမြင့်တဲ့မြင့်တဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်တယ်ဒါကြောင့်ရည်ရည်ကြီးရင်းလိုက်စမ်းပါ